အားလုံးပဲမင်္ဂလာပါအခုနောက်ထပ်တစ်ပိုင်းထပ်ပြီးတော့ပြပေးချင်တာကတော့ school network တစ်ခုတည်ဆောက်တဲ့အခါမှာသူ့ရဲ့လိုအပ်တဲ့ requirement နဲ့သူ့ရဲ့အားနည်းချက်တွေပေါ့နော်အဲ့ဒါတွေကဘာဖြစ်မလဲဆိုတာထပ်ပြီးတော့ပြပေးချင်ပါတယ်ကျွန်တော်တို့ဒီ school network တည်ဆောက်တဲ့အခါမှာသူ့မှာကြုံတွေ့ရတဲ့အားနည်းချက်တွေကဘာလဲလို့ပြောရင်ကျွန်တော်ကျောင်း network infra မှာလိုအပ်တဲ့ကျွန်တော်ကဒီ centralized software management တွေ resource sharing လုပ်ဖို့ network တွေပြီး bandwidth speed data တွေ email တွေပြီးဒီကိုယ့်ရဲ့ computer device ကို workload access တွေပြောင်းတာတွေပြီး security က enhance ဖြစ်ဖို့အတွက်ဒီ security ဖြစ်မဲ့ဒီ device တွေသုံးတာတွေဖြစ်တဲ့သုံးရတယ်ပြီးရင်ဒီ service တွေအတွက်ကို maintain လုပ်ဖို့ infra နဲ့ IT technology ကျွမ်းကျင်တဲ့ administrator technical team တွေလိုအပ်ချက်တွေရှိကြောင်းသူ့ရဲ့အားနည်းချက်ကတော့ expensive ပေါ့နော်ဈေးကြီးရယ်သူ့အတွက်ကုန်ကျစရိတ်တွေကများတယ်အဲ့လိုမျိုးများတဲ့အခါမှာတော့ဒီနေ့ခေတ်မှာတော့ရှေ့ရသင်ခန်းစာနဲ့ပြန်ပြီးတော့ related လုပ်ရရင်နော်ကိုယ်ပိုင် infra ပေါ့နော် on-premises ဆိုရယ်ဒီကိုယ်ပိုင် infra တိစောက်ရတဲ့ဒီနေ့ခေတ်ရဲ့ network တွေ infra တွေကိုလိုအပ်ချက်တွေကိုအကြောင်း network တစ်ခုလုံးမှာဆိုဘယ်ပေါ်မှာပဲသုံးလာကြလဲဆိုရင် cloud ပေါ်မှာပဲသုံးလာကြတယ်ဒီ VPS လို့မျိုးပေါ့နော် cloud network တွေ cloud service provider တွေဒီကောင်တွေကိုသုံးပြီးတော့ပဲကိုယ့်ရဲ့ဒီ service တွေ network တွေ infra တိစောက်လာတဲ့အပိုင်းတွေရှိလာပါတယ်အဲ့ဒီအတွက် network တွေချိတ်ဆက်ရတဲ့အခါမှာအားသာချက်တွေကကိုယ့်ရဲ့ resource တွေ information တွေကိုလျင်လျင်မြန်မြန် sharing လုပ်တဲ့ဟာအားသာချက်ရှိသလိုအားနည်းချက်ကတော့ကုန်ကျစရိတ်မှာတော့အများများလာတယ်ပြီးရင်တော့ administrative တိုင်းပေါ့ administrator ရဲ့ဒီ access တွေတိုင်းတွေကို log on တိုင်းတွေလုပ်ပေးဖို့အတွက် administrator တယောက်တည်တံ့ရှိနေမှရဖြစ်တဲ့အတွက်ဒီ administrative တိုင်းတွေအချိန်ကုန်တာပြီးရင်ကျွမ်းကျင်တဲ့ technical သင်ရလူတွေရှိဖို့လိုအပ်တာဖြစ်တဲ့အတွက်ဒါတွေတက်ပတ်သက်တဲ့ကုန်ကျစရိတ်တွေရှိရဲပြီးရင်ကိုယ့်ရဲ့ network မှာပေါ့နော်ကိုယ့်ရဲ့ network topology design ရဲ့ physical topology ကအားနည်းရကိုယ်အသုံးပြုရဲ့ infra ရဲ့ဒီအသုံးပြုရဲ့ device တွေအဲ device တွေမှာအသုံးပြုရဲ့ software တွေ version လုပ်လို့ပဲဖြစ်ဖြစ်အဲ့မှာဒီ hardware တွေချိတ်ဆက်တဲ့အခါမှာ cable တွေက break ဖြစ်တာ cable ကျိုးတွေမရတော့ပါသုံးလို့မရတော့ပါဘောနော်အဲ့လိုမျိုးတွေဆိုတော့ကျွန်မကဘာလဲဆိုရင် network တွေကအသုံးပြုလို့မရတာမျိုးတွေဖြစ်တဲ့အားရှိနေတယ်နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့ centralized software management ပေါ့နော်ကိုယ့်ရဲ့ database server ကိုကနေပြီး school network မှာဆိုရတဲ့ educator တွေရောဆရာဆရာမတွေရောသူရဲ့ curriculum နဲ့ပတ်သက်တဲ့ဟာတွေကျောင်းသားတွေဆိုလည်းသူတို့ရဲ့ assignment နဲ့ပတ်သက်တဲ့ data file တွေဒီဟာတွေဒီ centralized software management ပေါ်မှာaccess လုပ်ထားတာဖြစ်တဲ့အတွက်တကယ်လို့များဒီ server ကြီးရတာပေါ့နော်အကြောင်းကြောင့် fail ဖြစ်သွားတယ် server ရတာအလုပ်တိုင်တော့ဆိုရင်လည်းဒီ resource တွေရဖို့အတွက်ကလည်းမလွယ်ဘူးတော့ဒါကတော့ဗာလဲလို့ပြောရင်ဒီ school network တိစောက်တဲ့အခါမှာသူ့မှာကြုံတွေ့လာနိုင်တဲ့အားနည်းချက်လေးပါဒါဆိုရင်တော့ကျွန်တော်တို့ school network တိစောက်တဲ့အခါမှာသူ့ရဲ့ requirement လိုအပ်ချက်တွေရယ်သူ့အတွက်သုံးဖို့အတွက်အဲသုံးတဲ့အခါမှာအားသာချက်တွေရယ်အားနည်းချက်တွေအကြောင်းတွေသိရှိမယ်လို့ယုံကြည်ပါတယ်အဲနောက်တစ်ခုထပ်ပြီးတော့ပြောပြချင်တာတော့ protocol ပေါ့ကျွန်တော်တို့ဒီ network ပေါ်မှာ protocol ဆိုတဲ့စကားလုံးလေးကအရေးပါတယ်။ protocol ဆိုတာဘာလဲလို့ပြောရင်သူ့နားလည်အောင်ပြောရင်တော့ rule တစ်ခုပဲ။ကိုယ့်ရဲ့ computer network မှာရှိတဲ့ device တွေနဲ့သုံးတဲ့ဒီ service တွေနဲ့ network ပေါ်မှာရှိတဲ့ account တွေကိုကျွန်မကအချင်းချင်း communicate လုပ်အောင်ကျွန်မကြားခံနေနဲ့ဘာတွေသုံးရလဲဆိုရင် protocol တွေသုံးရတယ်။အဲဒါဆိုကိုယ့်ရဲ့ network ပေါ်မှာ data တွေပို့လိုက်တဲ့ data တွေဒီ access ဖြစ်သလားမဖြစ်ဘူးလားကိုသုံးလိုက်တဲ့ service တွေဒီကိုယ့်ရဲ့ network နဲ့ device နဲ့ချိတ်ဆက်မှုရှိလားမရှိလားကျွန်တော်ကဘယ်ပေါ်မှာသုံးရလဲဆိုရင်ဒီ protocol ပေါ်ကနေသုံးရဖြစ်တဲ့အတွက် network ပေါ်မှာ protocol ဒီအဓိကရေးပါလာတယ်။ဒီနေ့ရ protocol ဒီကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်တော့ကိုယ့်ရဲ့ access method တွေကိုယ့်ရဲ့ physical topology ကိုယ့်ရဲ့ cable ကိုယ့်ရဲ့ device တွေနဲ့ကိုယ့်ရဲ့ဒီ computer device တွေနဲ့ချိတ်ဆက်တဲ့အခါမှာကိုလိုချင်တဲ့ပုံစံအတိုင်းကိုသူဒီ access ရသလားရရလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်တဲ့ပုံစံ communicate ချိတ်ဆက်တဲ့အပိုင်းတွေအဆင်ပြေရဲ့တကယ်လို့ကိုယ့်ရဲ့ topology အားနည်းချက်ကြောင့်ပဲဖြစ်ဖြစ်ရှေ့မှာပြောခဲ့တဲ့ cable ရ break ဖြစ်သွားလို့ cable ရကျိုးပေါက်သွားလို့ပဲ cable ရဒီတခုခုကြောင့်ချိုးရင်းချက်ကြောင့်ပေါ့ cable ချိုးရင်းချက်ကြောင့်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပေးနေ internet access speed ကပဲတခုခုအချမ်းကြောင့်ပဲဖြစ်ဖြစ်မရတော့တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ကဘာလဲဆိုရင်ကိုယ့်ရဲ့ network နဲ့ဒီ service နဲ့ချိတ်ဆက်တဲ့အခါမှာ communicate မလုပ်နိုင်တော့အဲဒါဆိုရင်ကျွန်တော်ကဘာဖြစ်လာပြီလဲဆိုရင် issue တွေ error တွေဖြစ်လာပါပြီအဲ့ဒီဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ protocol ဆိုတာဘာလဲရဲ့ protocol ဆိုတာ computer device နဲ့ကိုယ့်ရဲ့ system မှာရှိရဲ့ဒီ service တွေနဲ့ကိုအပြန်အလှန်ချိတ်ဆက်ပြီးရဲ့communicate လုပ်ပြီးရဲ့
rules ကိုဘာလို့ခေါ်လဲဆိုရင် protocol လို့ခေါ်ပါတယ်။အဲဒါဆိုကျွန်မဒီနေ့သင်ခန်းစာလေးကိုဒီနားလေးပဲရပ်ထားလိုက်ပါမယ်။ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ဆုံပါမယ်ရှင်။အားလုံးနားထောင်ပြီးရလဲကျေးဇူးအများကြီးတင်ပါတယ်။